ရှောင်းပြပါဗျာမိမိကိုင်းဆိုင်တော့ဖုံးနံပါတ်ဒီမိမိဘွားကိုကောင်းကျိုးဆိုးကျိုးပေးပါသလားဗျာဘုံကျမ်းမှာတက်ရှိပါစေဗျာမပေးပါဘူးမဆိုင်ပါဘူးကိုကိုင်းတဲ့ဖုံးနံပါတ်ကကိုဘွားရဲ့ကောင်းကျိုးဆိုးကျိုးပေးမယ်ဆိုတော့ဒါကတကယ်ဒါအတိညာနေတဲ့သူတွေကိုလိန်နေကြတာပေါ့နော်လိန်နေကြတာပဲအဲ့လိုပြောလို့လဲပေရင်စရာတက်စရာနက်စရာတွေကတော့မဟာဗုဒ္ဓကျုပ်ဘုံယုံပုံမုံပြီးပိုတိုက်ခိုက်ကြတော့မှာပဲမတတ်နိုင်ဘူးဒါမေတ္တာနဲ့ဖြည့်ပြီးတာနော်ဒီဖုန်းနံပါတ်ကလူတွေရဲ့ဘဝကိုဘယ်လိုပြောင်းလဲပေးနိုင်မှာဘာမှမဆိုင်တာလူတွေရဲ့ဘဝဆိုကိုကြံမှာကိုဖန်တီးရဆိုတာကန်ဆိုတာအလုပ်ပဲလေကိုကအကုသိုလ်လုပ်ရင်အကုသိုလ်တိုင်းစိုးကျိုးပေးမှာကုသိုလ်လုပ်ရင်လေကောင်းကျိုးပေးမှာပဲအဲ့ဒါဖုန်းနံပါတ်နဲ့မှမဆိုင်တာအဲ့ဆိုနော်အဲ့ဒါဆိုရင်ဖုန်းမကင်တဲ့သူတွေဘယ်လိုလုပ်မလဲနော်အခုဖုန်းနံပါတ်တွေကဘဝကိုပြောင်းလဲသွားစေတယ်အဲ့ဒီကဏ္ဍတွေနံပါတ်တွေကဆိုတာကဒါအပြောကောင်းနဲ့ပြောနေတာပဲရှိတယ်ဗုဒ္ဓရဲ့အဆုံးအမကိုနားမလဲရှာလို့ပြောကြတာယုံတဲ့သူဆိုတာလည်းဗုဒ္ဓအဆုံးအမကိုနားမလဲပြောတဲ့သူကလည်းနားမလဲဘူးခေတ်ကာလမှာယုံတဲ့သူကလည်းရှိတော့လိန်တဲ့သူကလည်းလိန်လို့ကောင်းနေတာပေါ့ဒီနံပါတ်တွေကဘဝကိုပြောင်းလဲစေတယ်ဆိုတာတဘာဝမှမကြရိုးရိုးလေးတွေးကြည့်တာနဲ့သိနေတဲ့ကိစ္စလေဒါပေမဲ့လူတွေကစွန့်ရင်စိတ်တွေများလာတော့နော်ဒါတရားဓမ္မတွေတေချာမှတ်တာလောကမှာလောဘတွေတာမန်ထက်လောဘတွေပိုကြီးလာပြီလူချင်းစိတ်တွေတာမန်ထက်ပိုကြီးလာပြီဆိုရင်ပြီးတော့ဒေါသတွေကြီးလာပြီလောဘတွေကြီးလာပြီဆိုရင်ဒါလိန်ခံရဖို့ရာခိုင်နှုန်းအများဆုံးဖြစ်သွားပြီပဲဒီလိုလောဘကြီးတဲ့သူတွေဒေါသကြီးတဲ့သူတွေကိုလိန်ရတာပိုလွယ်တယ်ဒီပုဂ္ဂိုလ်တွေကလောဘတွေဒေါသတွေဖြစ်လိုက်တဲ့အခါမှာသူတို့ရဲ့စင်ကြင်သုံးတရားကခန်းချောက်သွားတယ်အဲ့ဒီချိန်မှာနော်သူတို့မှာသူတို့ရဲ့ဒါစိတ်ကနေလွတ်သွားအဲ့ဒီချိန်မှာယုတ်တိရှိလားမရှိလားတဘွားကြလားမကြလားမသိတော့အဲကြောင့်မလို့ဘယင်းတွေဂုံချောလိုက်ရင်လေယုံပြီးတော့ကိုယ်ကောင်းကျိုးပေးတဲ့သူတော်မှသူ့ကိုအာနာလူမယ်လို့ဂုံတိုက်လိုက်ရင်တက်စီပဲအဲ့လိုတွေဖြစ်ကုန်ကြတာအခုကလည်းအဲ့လိုမျိုးတွေများတယ်အတိညာနဲ့လောဘကြီးတဲ့သူတွေဒေါသကြီးတဲ့သူတွေကလိန်ရတာပိုလွယ်တယ်အလိန်ခံရနိုင်ကြလည်းပိုများတယ်လူတွေရဲ့ဒီဖုန်းနံပါတ်တွေဘာတွေညာတွေကလူတွေရဲ့ဘဝမပြောင်းလဲစေအဲ့ဒါဖရာအတိလင်ဟောတာလားနော်လူတွေရဲ့ဘဝပြောင်းလဲသွားစေတာလူတွေရဲ့ကာယကံဝစီကံမနောကံဒီကုသိုလ်ကံအကုသိုလ်ကံတာလေးဘဝကိုပြောင်းလဲသွားစေတာဖြစ်တယ်ဘာမှမဆိုင်တဲ့ဖုန်းနံပါတ်ကိုတွားပြီးတော့အရေးသွားယူနေတော့နော်ဘာမှမဆိုင်ဘူးအဲ့လိုပြောရင်တော့နားလည်မယ်ထင်ပါတယ်နော်ဒီကနေ့မှများ